ဘဝမှာအခက်အခဲတွေကြုံနေရတဲ့အခါဘာလို့ငါမှဒီလိုဖြစ်ရတာလဲလို့မေးခွန်းထုတ်မိတတ်ပါတယ်။ဒီလိုခံစားနေရသူတွေအတွက်နှစ်သိမ့်စရာအတွေ့အလေးတစ်ခုမျှဝေပေးခြင်းပါတယ်ဘဝမှာကြုံတွေ့ရတဲ့အရာတိုင်းကနေသင်ခန်းစာတစ်ခုခုယူနိုင်ပါတယ်။ဘဝရဲ့အတက်တွေအကျတွေအောင်မြင်မှုတွေဆုံးရှုံးမှုတွေဘဝထဲဝင်လာတဲ့လူတွေနဲ့ထွက်ခွာသွားတဲ့လူတွေဒါတွေအားလုံးကကိုယ့်ကိုတနည်းနဲ့ပုံသွင်းသွားပါတယ်။အခိုက်အတန့်တိုင်းမှာသင်ခန်းစာတစ်ခုခုပါလာပြီးအဲ့ဒီသင်ခန်းစာတိုင်းကကိုယ့်ကိုပိုရင်းကျက်စေပိုတန်မာစေပါတယ်။ဒီနေရာမှာတခုရှင်းလင်းခြင်းပါတယ်ဆိုတဲ့အရာတွေဖြစ်တိုင်းဒါကြိုတင်စီစဉ်ထားလို့ဖြစ်တာလို့ခံစားဖို့မလိုပါဘူး။တခါတလေဆိုတဲ့အရာတွေကအကြောင်းရင်းမရှိဘဲဖြစ်တတ်ပါတယ်။ဒါပေမဲ့အဲ့ဒီအခက်ခဲကနေကိုကဘာသင်ခန်းစာယူမလဲဘလို့ပိုကောင်းအောင်လုပ်မလဲဆိုတာကတော့ကိုယ့်လက်ထဲမှာရှိပါတယ်ဆိုလိုတာကဖြစ်ရက်တွေကိုကိုမထိန်ချုပ်နိုင်ပေမဲ့အဲ့ဒီဖြစ်ရက်တွေကနေဘာယူမလဲဆိုတာကိုရွေးချယ်နိုင်တယ်ဆိုတာပါ။ဆုံးရှုံးမှုတစ်ခုကကိုယ့်ကိုပိုခိုင်မာအောင်သင်ပေးနိုင်ပါတယ်လူတစ်ယောက်ထွက်ခွာသွားခြင်းကကိုယ့်ဘဝမှာတကယ်တန်ဖိုးရှိတဲ့လူကဘယ်သူလဲဆိုတာသိစေနိုင်ပါတယ်ကြာရှုံးမှုတစ်ခုကနောက်တစ်ကြိမ်ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးနိုင်ပါတယ်အခက်ခဲတိုင်းကတနည်းနဲ့ကိုယ့်ကိုကိုယ့်ရဲ့ရည်မှန်းချက်စီပိုနီးစပ်အောင်ပို့ဆောင်ပေးနိုင်ပါတယ်ဒါကြောင့်ဘဝဟာလေးလံနေတဲ့အခါခဏရက်လိုက်ပါအသက်ကိုဖြည်းဖြည်းရှူလိုက်ပါပြီးတော့ဒီလိုသတိရလိုက်ပါဒီအထဲမှာလည်းအတိတ်တစ်ခုရှိပါတယ်လို့အခုဒီအခက်ခဲကခက်ခဲနေပေမဲ့တစ်နေ့ပြန်ကြည့်တဲ့အခါဒီအခက်ခဲကကိုယ့်ကိုဘာသင်ပေးခဲ့လဲဆိုတာနားလည်လာပါလိမ့်မယ်ဘဝမှာဖြစ်ပျက်တဲ့အရာတိုင်းကိုမထိန်ချုပ်နိုင်ပါဘူးဒါပေမဲ့အဲ့ဒီဖြစ်ရက်တွေကနေသင်ခန်းစာယူပြီးပိုရင့်ကျက်လာဖို့ကတော့ကိုယ့်လက်ထဲမှာရှိပါတယ်အခက်ခဲတိုင်းကရှုံးနိမ့်မှုမဟုတ်ပဲကိုယ့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေဖို့သင်ခန်းစာတစ်ခုပါဒီအထဲမှာလည်းအတိတ်ပဲတစ်ခုရှိတယ်ဆိုတာမမေ့ပါနဲ့